အားလုံးပဲမင်္ဂလာပါခင်ဗျာဆိုင်ငယ်ချစ်မိတ်ဆွေများကိုကျွန်တော်ဒီနေ့သတင်းကောင်းလေးတစ်ခုပြောပြချင်ပါတယ်မကြမီချိန်တွင်းမှာမြန်မာနိုင်ငံမှာယာဒီ EV ဆိုင်ငယ်တွေကိုတရားဝင်လိုင်စင်နဲ့စီးနှင်းဝင်ရတော့မှာပဲဖြစ်ပါတယ် EV ဆိုင်ငယ်တွေကိုဆိုင်ငယ်ချစ်မိတ်ဆွေတော်တော်များများကလိုင်စင်မလိုအပ်ဘူးလို့အကုန်လုံးနှိပါကသိထားကြပါတယ်ဒါကလုံးဝမှားယွင်းနေတဲ့အသည့်ခုပဲဖြစ်ပါတယ်ဒီနေ့ဆိုင်ငယ်ချစ်မိတ်ဆွေတွေကိုအတွက်ကျွန်တော် EV ဆိုင်ငယ်နဲ့ပတ်သက်ပြီးတော့ knowledge share ပြုလုပ်ပေးချင်ပါတယ် EV ဆိုင်ငယ်တွေမှာမြန်မာနိုင်ငံရဲ့တရားဝင်ခွင့်ပြုသတ်မှတ်ချက်အရာဝက်800အောက်ဆိုရင်တော့ကျွန်တော်တို့လိုင်စင်လုပ်เสียမလိုပါဘူးခင်ဗျာဒါပေမဲ့လိုင်စင်မလုပ်ရတော့လေတရားဝင်ဒီဆိုင်ငယ်ကိုတင်သွင်းထားတဲ့ custom duty ပို့ကုန်သွင်းကုန်စာရွက်စာတမ်းအထောက်အထားနဲ့စီးနဲ့အသုံးပြုခွင့်ရပါပဲဖြစ်ပါတယ်ဝက်800အထက်ကိုဆိုရင်တော့ကျွန်တော်တို့ကညာနာနေပြီးတော့တရားဝင်မှတ်ပုံတင်ပြီးတော့ကျွန်တော်တို့လိုင်စင်နဲ့စီးနဲ့ရမှာပဲဖြစ်ပါတယ်ဂျာတီ EV ဆိုင်ငယ်တွေကဆိုင်ငယ်ချစ်မိတ်ဆွေတွေအတွက်ရင်းနှီးပြီးသား brand တစ်ခုဖြစ်မှာပါကမ္ဘာနံပါတ်1 brand ဖြစ်တဲ့အရာမြန်မာနိုင်ငံမှာလိုင်စင်နဲ့စီးနဲ့မှုခက်ခဲလေးရရှိပါတယ်ကဲအခုမြန်မာနိုင်ငံမှာပထမအဆုံးအနေနဲ့မင်းဦး high quality automotive distribution မှဖြန့်ဖြူးကြောင်းချမဲ့ဂျာတီ EV ဆိုင်ငယ်တွေဆိုရင်ဖြင့်မြန်မာနိုင်ငံရဲ့ပထမဦးဆုံးသောဂျာတီ EV ဆိုင်ငယ်ကိုလိုင်စင်နဲ့စီးနှင်းခွင့်ရရှိတော့မှာပဲဖြစ်ပါတယ်ဂျာတီ EV ဆိုင်ငယ်တွေကိုဘယ်ချိန်ရမလဲမင်းနေတဲ့ဆိုင်ငယ်ချစ်မိတ်ဆွေတို့အတွက်ကျွန်တော်ဒီနေ့ဂျာတီ EV ဆိုင်ငယ်တွေရဲ့ရောင်းချမဲ့အချိန်ကိုပြောပြပေးပါမယ်ဖြစ်ပါတယ်3ရက်8လ2026မှာစပြီးတော့31ရက်8လ2026ထိကိုဂျာတီ EV ဆိုင်ငယ်တွေကိုမင်းဦး high quality automotive distribution မှာဖွင့်လှစ်ထားတဲ့ဂျာတီ EV ဆိုင်ငယ် showroom မှာဝယ်ယူရရှိနိုင်တော့မှာပဲဖြစ်ပါတယ်ဝယ်ယူရရှိနိုင်မဲ့ဂျာတီ EV ဆိုင်ငယ်မျိုးစားတွေကတော့ဂျာတီ M6 ဂျာတီ GT 60ဂျာတီ GT 50D နဲ့ကူးကျွိုင်းဆိုင်ငယ်အမျိုးအစားတို့ပဲဖြစ်ပါတယ်ကျွန်တော်ပြောကြပေးလိုက်တဲ့ဆိုင်ငယ်အမျိုးအစားတွေကိုဝယ်ယူမယ်ဆိုရင် promotion ကာလအတွင်းမှာဆိုင်ငယ်ချစ် EV မိတ်ဆွေတို့အတွက် cashback တသိန်းလက်ဆောင်ပေးမဲ့ပြင်ဆိုင်ငယ်စီးအုတ်ထုတ်ကိုပါလက်ဆောင်ဖြစ်ပြန်လဲပေးရသွားမှာပဲဖြစ်ပါတယ်ဆိုင်ငယ်စီးကိုလည်း promotion ကာလအတွင်းမှာဆိုင်ငယ်၄စီးပေါင်းမှာအစီး20သာသတ်မှတ်ထားတာဖြစ်တဲ့အတွက်ကြောင့်အချိန်မီလာရောက်ဝယ်ယူဖို့အတွက်ကျွန်တော်အနေနဲ့တိုက်တွန်းလို့ပါကျွန်တော်ဆိုင်ငယ်ချစ်မိတ်ဆွေများကိုတခုပြောကြားလိုတာက promotion ကာလအတွင်းသတ်မှတ်ဆိုင်ငယ်အစီးရဲ့20ပြည့်မီပြီဆိုတာနဲ့ promotion ကာလကိုရပ်ဆိုင်သွားမယ်ဆိုတဲ့အကြောင်းလည်းဒီနေ့ကနေပြီးတော့အသိပေးပြောကြားလိုပါတယ်ခင်ဗျာမြန်မာနိုင်ငံအတွင်းတရားဝင်ရပ်ပလက်လိုင်စင်ချင်းနဲ့ယာတီဆိုင်ငယ်များကိုစီးနှင်းခွင့်ရရှိခြင်းနဲ့ဆိုရင်တော့အမှတ်153ချိုက်မျိုးလန်းကျွဲချက်ကိုရရှိမင်းဦး high quality automotive distribution မှာဖွင့်လှစ်ထားတဲ့ယာတီ EV ဆိုင်ငယ် showroom မှာလာရောက်ဝယ်ယူရရှိနိုင်မှာပဲဖြစ်ပါတယ်ဆက်သွယ်ရမယ့်ဖုန်းနံပါတ်တွေကတော့3996433839ကိုဆက်သွယ်စုံစမ်းမင်းရနိုင်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်